မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့တစ်တန်တွက်နီတစ်တန်ဖွဲ့နီကိုပြန်လဲမျှဝေပေးပါမယ်ခင်ဗျာတစ်တန်တွက်ပြီးရတစ်တန်ဖွဲ့ပြီးရကိုလည်းငွေစည်းနဲ့ဘယ်လိုမျိုးတွက်ချက်ပြီးတော့ဝယ်ရမယ်ဆိုတာစာဒီနေ့ဗီဒီယိုမှာအစအဆုံးပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ဗီဒီယိုလေးကိုအစအဆုံးကြည့်တော့လိုက်ပါဒီနေ့ဗီဒီယိုမှာတော့အဓိကထားတွက်ပြပေးမယ်တင်မျိုးစားတွေကတော့9တက်နဲ့9နှစ်ပဲဖြစ်ပါတယ်ဒီ9တက်နဲ့9နှစ်ကိုပဲအဓိကထားတွက်ပြပေးမယ်ဆိုပေမဲ့လည်းဒီ9တက်9နှစ်တွက်နီကိုအခြေခံပြီးတော့တခြားအတင်မျိုးစားတွေကိုလည်းတွက်ချက်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့တစ်ကိုဘယ်လိုမျိုးတွက်မယ်ဆိုတော့ကျွန်တော်နဲ့တူလေ့လာကြည့်အောင်တစ်တော့မယ်ဆိုရင်တော့တစ်တတာမှာတက်မှတ်ထားတဲ့စံနှုန်းကိုအခြေခံပြီးတော့တွက်ချက်ရမှာဖြစ်ပါတယ်တစ်တတာမှာတက်မှတ်ထားတဲ့စံနှုန်းကတော့ပေနဲ့တက်မှတ်ထားတဲ့စံနှုန်းကတော့9200ပေစံနှုန်းပဲဖြစ်ပါတယ်9200ဆိုတာကတော့တလားမပတ်လဲတစ်တာတစ်ချောင်းကတလားမပတ်လဲတစ်တာဆိုတာကတော့ဖြက်ကလည်းတလားမဒူးကလည်းတလားမဒါကိုလည်းတလားမပတ်လဲပေါ့နော်ဒီတာတစ်ချောင်းကိုဒီတစ်တာတစ်ချောင်းကိုအခြေဆွတ်ဆန်းလိုက်မယ်ဆိုရင်တော့ပေက9200ဆိုရင်တော့ဒါတလမပက်လေတရားရဲ့တဒံပဲဖြစ်ပါတယ်ဒါတဒံလို့တတ်မှတ်ထားရပေါ့နော်တခြားတင်မျိုးစားတွေကိုလည်းဒီ9200ကိုအတည်ပြုပြီးတော့တွက်ချက်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တွက်ကြည့်အောင်ပထမဆုံးတွက်ပြပေးမယ်တစ်ကတော့9တက်ပဲဖြစ်ပါတယ်ဘီယာနဲ့9နှစ်ကိုထပ်ပြီးတော့တွက်ပြပေးပါမယ်တက်တော့မယ်ဆိုရင်တော့ကိုတက်မှတ်တစ်ရဲ့ဒူးနဲ့ပြက်ကိုမြှောက်ပေးရမှာဖြစ်ပါတယ်မြှောက်ပြီးတော့ရမယ်ရလက်နဲ့အခုန9200စံလုံးနဲ့စားပေးရမှာဖြစ်ပါတယ်စားပြီးရတဲ့အဖြေကတော့ဒီကိုတက်မှတ်တစ်ရဲ့တဒံပဲဖြစ်ပါတယ်ဒါဆိုရင်9တက်ကိုဒူးနဲ့ပြက်မြှောက်ကြည့်အောင်9တက်ဆိုတော့ဒူကတလက်မဖြက်က9လက်မဖြစ်ပါတယ်ဒါဆိုရင်9အမြောက်1ဖြစ်ပါတယ်9မြောက်1ဆိုတော့9ကိုခဏမှတ်ထားလိုက်ပါမယ်တစ်တရမှာတတ်မှတ်ထားတဲ့စံနှုန်းက9200ပေဖြစ်ပါတယ်9200ပေကိုအရင်ဆုံးရေးလိုက်ပါမယ်ဘီယာနဲ့အစားရေးပေးပါမယ်အစားရေးဘီယာနဲ့အခုနဒူးနဲ့ပြတ်တဲ့မြောက်ပြီးရမယ်ရလက်က9ဖြစ်ပါတယ်9နဲ့စားပေးပါမယ်ဒါဆိုရင်တော့1440ပေရပါတယ်9တက်လည်းဖြစ်တဲ့ pH က1440ဆိုရင်တော့ဒါ9တက်တန်လို့တတ်မှတ်ထားပါတယ်ကိုကတန်ဝက်လိုချင်တယ်ဆိုရင်တော့အစား2နဲ့စားလိုက်မယ်ဆိုရင်တော့920ပဲရမှာဖြစ်ပါတယ်။ဒါကတော့9တက်လည်းဖြစ်တယ် PA က920ပြီရှိရဆိုရင်တော့ဒါက9တက်ရဲ့တန်ဝက်ပဲဖြစ်ပါတယ်။ထပ်ပြီးတော့အသေးစိတ်ကိုလိုချင်တဲ့ပေတွေကိုပိုင်းဖြတ်ပြီးတော့ဘယ်လိုမျိုးတွက်ချက်မလဲ။ကိုက15ပြီအချောင်းနဲ့လိုချင်တယ်ဆိုရင်တော့15ပြီနဲ့စားလိုက်မယ်ဆိုရင်တော့အချောင်းရင်96ချောင်းရမှာဖြစ်ပါတယ်။9တက်လည်းဖြစ်တယ်အချောင်းရင်က15 9တက်လည်းဖြစ်တယ် pH က15ပြီအချောင်းနေလည်းဖြစ်တယ်အချောင်းရည်အလုံးပေါင်းက96ချောင်းဆိုရင်တော့ဒါက9တက်ရဲ့တဒံပဲဖြစ်ပါတယ်။18ပေနဲ့တွက်ကြည့်အောင်ကိုက18ပေအပြည့်လို့ခြင်းဆိုရင်တော့18နဲ့စားလိုက်မယ်ဆိုရင်တော့အချောင်းကြီး80ရမှာဖြစ်ပါတယ်9တက်လည်းဖြစ်တယ် pH က18ပေဆိုရင်တော့ဒါ9တက်ရဲ့တဒံပဲဖြစ်ပါတယ်ဒါဆိုရင်တော့9တက်ကိုဘယ်လိုမျိုးတန်ဖွဲ့ရမယ်ဆိုတော့နားလည်တော့လောက်ပြီလို့ထင်ပါတယ်ထပ်ပြီးတော့ငွေစည်းနဲ့တွက်ကြည့်အောင်ငွေစည်းတွက်တော့မယ်ဆိုရင်တော့9တက်တမှာရှိတဲ့ pH ကိုမှတ်ထားပြီးဖို့လိုပါတယ်ဒီမှာဆိုရင်9တက်တမှာရှိတဲ့ pH က1440ဖြစ်ပါတယ်ဒီ1440ကိုမှတ်ထားပြီးဖို့လိုပါတယ်ပြီးရတဲ့မွေဈေးကဘယ်လောက်နဲ့တွက်မယ်ဆိုရင်တော့ကာလပေါက်ဈေးပေါ်မူတည်ပြီးတော့တွက်ရမှာဖြစ်ပါတယ်အခုကာလပေါက်ဈေးတစ်တတိုင်းဈေးကဘယ်လောက်လဲမသိပေမဲ့ကျွန်တော်12တင်းရပဲတွက်ပြပေးပါမယ်ဒါဆိုရင်တော့12တင်းဆို12တင်းအရင်ဆုံးရေးလိုက်ပါမယ်ကိုကတစ်တတိုင်းလုံးယူမယ်ဆိုရင်တော့တစ်တတိုင်းယူလိုက်12တင်းပေးလိုက်တာနဲ့ပွဲရပြီးသွားပြီဆိုပေမဲ့လည်းကိုကတစ်တတိုင်းလည်းမပြေဘူးတစ်တတိုင်းကြောပြီးတော့ယူမယ်ဆိုရင်တော့တွက်မှလည်းရမှာဖြစ်ပါတယ်ဒါဆိုဘယ်လိုမျိုးတွက်မယ်ဆိုဒီနည်းလမ်းကိုအသုံးပြီးတော့တွက်လို့ရပါတယ်ပထမဆုံးအနေနဲ့12တင်းဈေးဆိုရင်12တင်းဈေးကိုအရင်ဆုံးရေးလိုက်ပါပြီးရတဲ့အစားကိုရေးလိုက်ပါပြီးရတယ်ကိုတွက်မဲ့1ရဲ့ pH ကိုတည်ရမှာဖြစ်ပါတယ်ဥပမာ9တက်နဲ့တွက်မယ်ဆိုရင်9တက်ရဲ့ pH နဲ့တွက်ပြရမှာဖြစ်ပါတယ်ဒီလိုမျိုးတွက်လိုက်မယ်ဆိုရင်တော့9တက်ရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်အရင်ဆုံးတပေရဲ့တန်ဖိုးရှာဖြစ်ပါတယ်ဒါဆိုရင်9တက်ရဲ့တပေရဲ့တန်ဖိုးက1440ဆိုရင်1440နဲ့စားလိုက်ပါမယ်ဒါဆိုရင်တော့830နဲ့3ကျပ်ကြာမှာဖြစ်ပါတယ်9တက်လည်းဖြစ်တယ်12သိန်းဈေးလည်းဖြစ်တယ်တပေရဲ့တန်ဖိုးက833ကျပ်ကြာပါတယ်ဒါတပေရဲ့တန်ဖိုးပဲဖြစ်ပါတယ်ကိုက15ပေအချောင်းလိုချင်တယ်ဆိုရင်တော့15ပေနဲ့မြှောက်လိုက်မယ်ဆိုရင်တော့12500ကြာမှာဖြစ်ပါတယ်ကိုက18ပေအချောင်းလိုချင်တယ်တော့18ပေနဲ့မြှောက်လိုက်မယ်ဆိုရင်တော့1000ခွဲကြာမှာဖြစ်ပါတယ်ဒါတစ်ချောင်းရဲ့တန်ဖိုးပဲဖြစ်ပါတယ်15ပေနဲ့ပြန်ပြီးတော့မြှောက်ကြည့်ပါမယ်ဒါဆိုရင်12500ဖြစ်ပါတယ်ဒါတစ်ချောင်းရဲ့တန်ဖိုးဖြစ်ပါတယ်10ချောင်းနဲ့လိုချင်တယ်ဆိုရင်တော့10ချောင်းတန်ဖိုးတည်ချင်တယ်ဆိုရင်တော့အမြောက်30နဲ့မြှောက်လိုက်မယ်ဆိုရင်တော့ဒါ10ချောင်းတန်ဖိုးက32500ကြာမှာဖြစ်ပါတယ်ဒါဆိုရင်တော့9တက်ကိုဘယ်လိုမျိုးတန်ဖိုးရမလဲဘယ်လိုမျိုးတွက်ချက်ပြီးတော့မွေနဲ့ဝယ်လို့ရမယ်ဆိုတော့နားလည်တော့လောက်ပြီးလို့ထင်ပါတယ်ထပ်ပြီးတော့9နှစ်ကိုလေ့လာကြည့်အောင်9နှစ်တွက်မယ်ဆိုရင်ဒီနည်းလမ်းကိုပဲအသုံးပြုပြရမှာဖြစ်ပါတယ်အရင်ဆုံးဒူးနဲ့ပြက်ကိုမြှောက်ပြရမှာဖြစ်ပါတယ်9နှစ်ဆိုတော့ဒူးက2လက်မှာပြက်က9လက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့9အမြောက်2ဆိုတော့9နဲ့လေး30ဖြစ်ပါတယ်30ကိုခဏမှတ်ပေးပါမယ်တစ်တရံမှာတက်မှတ်ထားတဲ့စံနှုန်းက9200ပေဖြစ်ပါတယ်9200ပေကိုအရင်ဆုံးရေးလိုက်ပါမယ်ဘီယာနဲ့အစားရေးပါမယ်9နှစ်နဲ့တွက်မှာဖြစ်တဲ့အတွက်9နှစ်ရဲ့ဒူးနဲ့ပြက်မြောက်ရဲ့ရလက်က30ဆိုတော့30နဲ့စားလိုက်ရပါမယ်ဒါဆိုရင်920ရပါတယ်
9နှစ်လည်းဖြစ်တဲ့ pH က920ဆိုရင်တော့ဒါက9နှစ်ရဲ့တတန်ပဲဖြစ်ပါတယ်ထပ်ပြီးတော့ကွာတန်ဝက်လိုချင်နေဆိုရင်တော့အစားနှစ်နဲ့များလိုက်မယ်ဆိုရင်တော့360ရပါမှာဖြစ်ပါတယ်9နှစ်လည်းဖြစ်တဲ့ pH က360ဆိုရင်တော့ဒါက9နှစ်ရဲ့တန်ဝက်ပဲဖြစ်ပါတယ်ကို15ပေအချောင်း18ပေအချောင်းနေပဲပိုင်းဖြတ်ပြီးလိုချင်နေဆိုရင်တော့15ပေလိုချင်15ပေနဲ့စားလိုက်မယ်ဆိုရင်တော့အချောင်း46ချောင်းရမှာဖြစ်ပါတယ်18ပေလိုချင်နေဆိုရင်တော့18နဲ့စားလိုက်မယ်ဆိုရင်တော့အချောင်း40ပဲရမှာဖြစ်ပါတယ်ဒါကတော့9နှစ်ရဲ့တတန်ပဲဖြစ်ပါတယ်9နှစ်လည်းဖြစ်တဲ့ pH က18ပေအချောင်းလည်းဖြစ်တယ်အချောင်းကြီးက40ဆိုရင်တော့ဒါက9နှစ်တတန်ပဲဖြစ်ပါတယ်ထပ်ပြီးတော့မွေစိမ်းနဲ့ဘယ်လိုမျိုးတွက်မလဲဆိုတော့လေ့လာကြည့်အောင်တစ်တတန်ရဲ့တန်ဖိုးကကာလပေါင်းစီဘယ်လောက်လဲမသိပါမယ်12တင်းနဲ့ပဲခမန်းကြီးတော့ပြပေးပါမယ်12တင်းဆို12တင်းကိုအရင်ဆုံးရေးလိုက်ပါမယ်12တင်းရေးပြီးရတဲ့အစားရေးပြီးပါမယ်အခုနောက်တိုင်းပါပဲကိုက9နှစ်နဲ့တွက်မယ်ဆိုရင်9နှစ်ရဲ့ pH နဲ့တွက်ပြရမှာဖြစ်ပါတယ် pH ဆိုတော့9နှစ်တတန်မှရှိတဲ့ pH ဖြစ်ပါတယ်ကိုက9နှစ်နဲ့တွက်မယ်ဆို9နှစ်တွက်ရမယ်9တင်းနဲ့တွက်မယ်ဆိုရင်9တင်းနဲ့9တင်းရဲ့ pH နဲ့တွက်မှာဖြစ်ပါတယ်ဒီနေရာမှာတတိထားပေးဖို့လိုအပ်ပါတယ်အခုက9နှစ်တတန်မှရှိတဲ့ pH က920ဆိုရင်920နဲ့စားပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးစားလိုက်မယ်ဆိုရင်9နှစ်ရဲ့တပေရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်ဒါဆိုရင်တော့1660နဲ့6ချက်ကြာမှာဖြစ်ပါတယ်9နှစ်လည်းဖြစ်တဲ့ကာလပေါက်စီတစ်တတန်ရဲ့တန်ဖိုးက12သိန်းဆိုရင်တော့ဒါတပေရဲ့တန်ဖိုးက1660နဲ့6ချက်ပဲဖြစ်ပါတယ်ဒါတပေရဲ့တန်ဖိုးပဲဖြစ်ပါတယ်ကိုက15ပေ6လို့ချင်းဆိုရင်တော့15ပေနဲ့မြောက်လိုက်မယ်ဆိုရင်တော့2000နဲ့5000ကြာမှာဖြစ်ပါတယ်18ပေ6လို့ချင်းဆိုရင်တော့18နဲ့မြောက်လိုက်မယ်ဆိုရင်တော့18နဲ့မြောက်လိုက်မယ်ဆိုရင်တော့3000ကြာမှာဖြစ်ပါတယ်15ပေနဲ့ပြန်မြောက်ပါမယ်ဒါဆိုရင်2000ခွဲကြာပါတယ်ဒါတချောင်းရဲ့တန်ဖိုးပဲဖြစ်ပါတယ်9နှစ်လည်းဖြစ်တယ် pH က15ပေလည်းဖြစ်တယ်ကာလပေါက်စီက12နှစ်လည်းဖြစ်တယ်ဆိုရင်တော့ဒါက9နှစ်တချောင်းရဲ့တန်ဖိုးက2000ခွဲကြာမှာဖြစ်ပါတယ်ကိုက10ချောင်းလို့ဆိုရင်တော့10ချောင်းနဲ့မြောက်လိုက်မယ်ဆိုရင်တော့2သိန်းခွဲကြာမှာဖြစ်ပါတယ်ဒါဆိုရင်တော့9တစ်ကော9နှစ်ကောဘယ်လိုမျိုးတွက်ချက်ရမလဲဘယ်လိုမျိုးတန်ဖွဲရမလဲဘယ်လိုမျိုးမွေးစေးတွက်ပြီးဝယ်လို့ရမယ်ဆိုတော့နားလည်တော့ပြီလို့ထင်ပါတယ်